အားလုံးပဲမင်္ဂလာပါအဒါဘာမစ်ဆွဲရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့အဒါမှာကျွန်တော်လဘဘူးတင်ရဆိုလို့ရှိရင်ဒီလာမယ့် Sunday မှာတော့ Premier League ပွဲစဉ်35အနေနဲ့ Chelsea အသင်းတို့သူတို့ရဲ့ England Stamford Bridge မှာတွားရောက်ရှင်မဲ့လက်စားရမှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်လားဆိုလို့ရှိရင်လဘဘူးအသင်းအနေနဲ့ဒါတင်ချာနေရ Premier League Champion ဖြစ်ဖို့တေချာတယ်ပြီးနောက်ပိုင်းမှာပထမဆုံးကစားရတဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါနှစ်ဖက်ရှင်ပြိုင်လက်စားရမယ့်အသင်းတွေကြားမှာဆိုလို့ရှိရင်တော့ဥတီချက်တွေနဲ့ဒါလို့ရှိရင်လူချင်းတဲ့ရလဒ်တွေကြားမှာတော့ဘယ်လိုဒိတ်ပယ်တွေရှိမလဲဆိုတဲ့ဟာကျွန်တော်နည်းနည်းစိတ်ဝင်စားဖို့တောင်းတယ်ဘာလို့စိတ်ဝင်စားဖို့တောင်းလဲဆိုလို့ရှိရင်တစ်ဖက်မှာဒါကျွန်တော်လီဗာပူးအသင်းလာပဲစပြီးပြောရအောင်လီဗာပူးအသင်းနေနဲ့ဆိုလို့ရှိရင်ပြီးတဲ့တစ်ပတ်မှာတုန်းက Tottenham Hotspur အသင်းကို England မှာ 5-1 ဆိုရရလဲနဲ့အနိုင်ရခဲ့ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ဒါလီဗာပူးအသင်းက Premier League Champion ဖြစ်သွားခဲ့ပြီ Champion ဖြစ်သွားခဲ့ပြီဆိုပေမဲ့လည်းကျွန်တော်အနေနဲ့ဒါလက်ရှိမှာPremier League မှာဆိုလို့ရှိရင်ရမှတ်82မှတ်ထိရယူထားနိုင်တယ်။နောင်လာမဲ့၄ပွဲမှာဆိုလို့ရှိရင် maximum အများဆုံးဒါနောက်ထပ်12မှတ်ထပ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်94မှတ်ထိရနိုင်မယ်ပေါ့နော်။အမှတ်အများဆုံးရနိုင်မယ့်အနေထားမှာ Liverpool တင်းနေနဲ့ဘယ်လောက်ထိကြိုးစားသွားမလဲဆိုတဲ့ဟာကျွန်တော်တို့စိတ်ဝင်စားဖို့တောင်းတယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တယောက်တည်းအမြင်ရပြောမယ်ဆိုလို့ရှိရင် Liverpool တင်းနေနဲ့ဒီရာသီမှာအနည်းဆုံးနောင်လာမဲ့၄ပွဲမှာဆိုလို့ရှိရင်3ပွဲနိုင်ပြီးတော့တပွဲတရေကြလောက်တဲ့အထိပေါ့နော်။စုစုပေါင်းနေနဲ့ဆိုလို့ရှိရင်10မှတ်နဲ့စုစုပေါင်းရမှတ်92မှတ်လောက်ထိမျှော်မှန်းထားတဲ့အနေထားရှိတယ်။ဒီလိုရမှတ်မျိုးတို့အောင်လေဒါအာနီစလော့ရဲ့တရားဒီလုံးမှာဖြတ်တန်းခဲ့တဲ့အနေအထားတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြင်နေရတယ်အဲ့အတွက်ဆိုလို့ရှိရင်လီဗာပူးသင်းရဲ့ဒါဥတီယာလမ်းကြောင်းကတကယ်တော့အဲ့လိုမျိုးဖြစ်ချင်မလားဆိုတဲ့ဟာကျွန်တော်တစ်ဖက်ကစိတ်ဝင်စားဖို့တောင်းတယ်နောက်တစ်ဖက်မှာဆိုလို့ရှိရင်တော့ဒါ Chelsea အသင်းအနေနဲ့ဆိုလို့ရှိရင်သူ့အနေနဲ့ကလက်ရှိမှာအဆင့်9နေရာမှာရပ်တည်နေတယ်နောက်ရာသီ Champion League ကိုဝင်ခွင့်ရဖို့အတွက်ဆိုလို့ရှိရင်အဆင့်9နေရာထပ်စားလို့ရှိရင်အဆင့်3-4လောက်ကိုသူ့အနေနဲ့တက်လန်းနိုင်မှသာလျှင်အခြေအနေပိုကောင်းမနေထားမှာရှိတဲ့အတွက်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Chelsea အသင်းကလီဗာပူးနဲ့တက်စားလို့ရှိရင်ပို့ပြီးတော့အမှတ်တော့တဲတန်လိုချင်နေမဲ့အနေထားမှာရှိမယ်လို့ကျွန်တော်တို့သုံးသပ်မိတယ်။နောက်ထပ်ပွဲကြိုနဲ့ပတ်သက်ပြီးကျွန်တော် tactical ဘိုင်းဆိုင်ရာတွေဆက်ပြီးမပြောတင်ပါဆိုလို့ရှိရင် Liverpool ပြည်သက်တွေအတွက်ကြီးနက်စရာကောင်းမဲ့သတင်းတစ်ခုတော့ဘာလဲဆိုလို့ရှိရင်ဒီလာမဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Chelsea အသင်းက Premier League Champion Liverpool အသင်းတို့ဒါ Guard of Honor ပေါ့နော်ဂုဏ်ပြုတဲ့အစီအစဉ်တစ်ခုလုပ်သွားမယ်ဆိုတဲ့ဟာကျွန်တော်တို့သတင်းကြားရတယ်။2014-2015ရာသီတုန်းကကျွန်တော် Liverpool အသင်းက Chelsea အသင်းတို့ဒီလိုမျိုး Guard of Honor တစ်ခေါက်ပေးခဲ့ရတဲ့အနေထားရှိခဲ့တယ်။အခုချိန်မှာတော့ Liverpool အသင်းက Chelsea အသင်းစီလာနေဒီလိုအနေထားမျိုးတို့ပြန်ရမယ့်အနေအထားတွေဆက်ပြီးရှိလာတဲ့အတွက်ဒါလီဗာပူးအသင်းပြည်သက်တွေအတွက်ဒါဂျီနက်စရာကောင်းတဲ့အနေအထားထူလို့ကျွန်တော်တို့ယုံကြည်တယ်နောက်ထပ်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ရှေ့ကtopic ကိုပဲပြန်ဆက်လာမယ်ပေါ့နော်ရှေ့က topic ရဆိုလို့ရှိရင်လီဗာပူးအသင်းအနေနဲ့ဘယ်လောက်ထိဒီရာသီမှာဘယ်နှမတ်ထိစုဆောင်းနိုင်မှုအတွက်ကြိုးစားသွားမှာလဲပေါ့နော်ပြီးတော့လို့ရှိရင်ဒီရမှတ်တွေကြိုးစားဖို့အတွက်တစားသမားတွေတော့ဘယ်လိုမျိုးပေါ်ထွက်လာမှာမလဲဒီပွဲစဉ်မှာဘယ်လိုပေါ်ထွက်လာမလဲဆိုတဲ့အနေအထားမှာဆိုလို့ရှိရင်ဒါအာနီစလော့ကပွဲကြို press conference မှာတော့ပြောလာတာလေးတွေရှိတယ်ဘာတွေပြောလာတယ်လဲဆိုလို့ရှိရင်နောက်လာမဲ့လက်ကျန်ပွဲစဉ်၄ပွဲမှာဆိုလို့ရှိရင်တစားသမားတွေတော့အလဲကျပုံစံပွဲထုတ်သွားမယ်ဆိုတဲ့အနေအထားကိုအာနီစလော့အနေနဲ့ဆက်ပြီးပြောလာခဲ့တယ်ဘောလုံးရသည်ကုံတွင်အနေအထားရောက်လာတဲ့အနေအထားမှာဆိုလို့ရှိရင်သူ့အနေနဲ့တစားသမားတွေတော့အလဲကျပွဲထုတ်ဖို့ရှိတယ်ဒါပေမဲ့လည်းသူ့အနေနဲ့ဒီတစားသမား17ယောက်လုံးပြီးသွားလို့ရှိရင်အသင်းရဲ့အထိုင်ကိုပြတ်သွားလောက်အောင်ထိတော့ပြောင်းလဲလှုပ်လာမှာမဟုတ်ခဲ့ပဲနဲ့တခြားတစားသမားတွေလိုပဲနည်းနည်းပေါ့နော်2နေရာ3နေရာလောက်တပွဲတော့အဲ့လိုမျိုးပြီးသွားလို့ရှိရင်အရန်ရုံကနေမထင်မှတ်တဲ့တစားသမားတွေပို့ပြီးတော့တစားခွင့်အကြလာမယ့်အနေအထားတွေတော့ကျွန်တော်အနေနဲ့မျှော်မှန်းထားတယ်ဒါကလည်းဒါကျွန်တော်တို့ဒီရာသီမှာဆိုလို့ရှိရင်ပြည်သက်တွေမြင်ကျင်နေတဲ့ဒါ Harvey Elliott တို့လိုပြီးသွားလို့ရှိရင် Federico Chiesa တို့ Wataru Endo တို့လိုတစားသမားတွေအနေနဲ့တစားခွင့်အကြလာနိုင်မယ့်အနေအထားခွင့်ထောင်းတစ်ခုလိုပဲကျွန်တော်တို့ယုံကြည်တယ်တစ်ဖက်က Chelsea အသင်းကတော့ဒါ Liverpool အသင်းနဲ့တစားမယ့်အနေအထားမှာဆိုလို့ရှိရင်သူ့အနေနဲ့တကယ်အင်ပြည့်အားပြည့်အကောင်းဆုံးပုံစံတွေကိုအသုံးပြုလာမယ်လူစင်းလိုအသုံးပြုလာမယ့်အနေအထားမှာရှိတယ်ပေါ့နော်ကျွန်တော်အထင်ပြောရမယ်ဆိုလို့ရှိရင်ရိုသမားနေရာမှာတော့ထုံးစံတိုင်းပဲ Sanchez ကသူ့အနေနဲ့ပေါ့နော် Robert Sanchez ကရိုသမားနေရာမှာပဲဆက်ပြီးပေါ်ထွက်လာမယ်နောက်တန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Rishi James ပဲပေါ်ထွက်လာမလားပေါ့နော်ဒါနည်းနည်းစောင့်ကြည့်ဖို့တောင်းတယ်စံတပတ်အတွင်းနဲ့ဆိုလို့ရှိရင်တော့ Chalobah Crowell နဲ့ပြီးတော့ရှင် left back အနေနဲ့ Cucurella တို့ပေါ်ထွက်လာနိုင်မယ့်အနေအထားမှာရှိတယ်ကွင်းထဲမှာဆိုလို့ရှိရင် Fernandes နဲ့ Trincao တို့ပေါ့နော်သူတို့နှစ်ယောက်ပေါ်ထွက်လာမယ်နောက်ထပ်ကွင်းလည်း3ယောက်နေနေဆိုလို့ရှိရင်တော့ဒီနောက်ပိုင်းမှာသူတို့ရဲ့အတွဲဖြစ်နေတဲ့ Neto ရဲ့ Palma ရဲ့ Madueke တို့ပြီးတော့ရှင်တိုက်စစ်မှာတော့ဒါ Nicolas Jackson တို့ပေါ့နော်ဒီလိုပုံစံနေနဲ့ပေါ်ထွက်လာမယ့်အတွက် Liverpool သင်းနေနေဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာလည်းရမတ်တစ်ခုသာလိုချင်မယ်ဆိုလို့ရှိရင် Liverpool သင်းရဲ့ကစားသမားတွေယူဆိုင်ပြီးတော့ကစားမယ်အနေထားပေါ့နော်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါ Liverpool သင်းနေနဲ့ဒီနေ့ပွဲစဉ်မှာ Champion ဖြစ်သွားပြီဆိုပေမဲ့လည်းအာယုံဆိုင်ပြီးတော့ကစားမယ်အနေထားတွေကိုကျွန်တော်အနေနဲ့မြင်တွေ့ကြရတယ်နောက်ဆုံးကျွန်တော်တို့ Premier League Champion ဖြစ်ခဲ့တဲ့2019-2020ရာသီတုန်းကလည်း Premier League Champion ဖြစ်အပြီးနောက်ပွဲစဉ်မှာ
မှတ်မဲ့ရပဲဒါ Manchester City အသင်းနဲ့ကျွန်တော်တို့တစားရတယ်။ပွဲစဉ်မှာဆိုလို့ရှိရင်တော့မထင်မှတ်ဖဲနဲ့ phone ဆိုတဲ့ရလန်နဲ့ရှုံးနေတဲ့သဘောကျစရာအသိမကောင်းတဲ့အနေအထားတွေတော့ကျွန်တော်ကြုံတွေ့ရရတယ်ရှိတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ဒီလိုအနေအထားတွေကိုပြောင်းလဲကျွန်တော်လုပ်နိုင်မယ်ဆိုတဲ့အနေအထားတော့ကျွန်တော်မျှော်လင့်ထားတယ်ပေါ့နော်။နှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံတဲ့တမိုင်းကြောင်းတွေပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ Liverpool အသင်းက Chelsea အသင်းပေါ်မှာနောက်ပိုင်းပွဲစဉ်တွေမှာအသာရထားတဲ့အနေအထားကိုမြင်တွေ့ရတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ပြန်ကြည့်မယ်ဆိုတော့နှစ်သင်းကြားမှာဒါတရေရလက်တွေတော်တော်လေးထွက်ပေါ်တဲ့အနေအထားကိုမြင်တွေ့ရတယ်။2021ကနေကျွန်တော်တို့တစားတဲ့ပွဲစဉ်လာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်2023အတွင်းမှာပေါ့နော်အဲ့ဒီပွဲစဉ်အတွင်းမှာဆိုလို့ရှိရင်ပွဲစဉ်အားလုံးမှာပေါ့နော်မိနစ်90အတွင်းမှာဆိုလို့ရှိရင်တေရလက်တွေပဲထွက်ပေါ်တယ်ဒါမဲ့နောက်ဆုံးကစားတဲ့3ပွဲပေါ့နော်မနစ်ကအရာဒီ Premier League ပွဲစဉ်မှာတော့ကျွန်တော် Liverpool တင်းတော့အိမ်ခွဲမှာ 4-1 ဆိုတဲ့ရလက်နဲ့ကျွန်တော်အနိုင်ရတယ် EFL Cup မှာတော့ကျွန်တော်ဒါ final ပေါ့နော်ဂျာတင် Klopp ရဲ့ကလေးနဲ့ကစားတဲ့ပွဲစဉ်မှာတော့ဒါကျွန်တော်တို့ 1-0 ဆိုတဲ့ရလက်နဲ့အနိုင်ရတယ်ဒီရာသီရဲ့ Premier League ပွဲစဉ်ပထမအကြော်တုန်းကတော့ဒါဆာလာရဲ့ပြီးသွားလို့ရှိရင် Inclatis တို့ရဲ့အသင်းတို့တွေနဲ့ကျွန်တော်တို့2-1ဆိုတဲ့ရလတ်နဲ့ထိုက်တဲ့တန်တဲ့အနိုင်ရတဲ့အနေအထားတွေကိုကျွန်တော်မြင်တွေ့ရတယ်။အဲ့အတွက်ဆိုလို့ရှိရင်ဒီတစ်ခေါက်လာမဲ့ပွဲစဉ်မှာတော့ Liverpool အသင်းအနေနဲ့ဘယ်လိုကစားသွားမလဲပေါ့နော်။ပြည်သက်တော်တော်များများပြီးသားလို့ရှိရင်တခြား bandit တွေဘောလုံးဝေဖန်သူတွေတော့ပြောလို့ပြောထားရှိတယ်။ဒါ Liverpool အသင်းအနေနဲ့အမှတ်မလို့ဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်အနေနဲ့ Liverpool ပြည်သက်တယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Liverpool အသင်းဒီရာသီမှာ Premier League Champion ဖြစ်သွားတဲ့သည့်တိုင်အောင်ကျွန်တော်တို့အတွက်အမှတ်တွေတော့လိုအပ်နေတော့မယ်လို့ထင်တယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အသင်းမှာပြသရမယ် standard တစ်ခုရှိတယ် Premier League Champion ကပွဲစဉ်34မှာပဲကျွန်တော်အနေနဲ့ဒါ82မှတ်နဲ့ရထားခဲ့ပြီမဲ့တကယ်ရာသီတုံးမှာဆိုလို့ရှိရင် Liverpool အသင်းတို့ရမှတ်90ကျော်နဲ့ကျွန်တော်တို့ကမြင်တွေ့ခြင်းနဲ့ပြီးတော့လို့ရှိရင်အဲ့လို standard တစ်ခုကကျွန်တော်တို့စီမှာတော့ရှိတယ်အဲ့အတွက်ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာလည်း Liverpool အသင်းအနေနဲ့ standard တစ်ခုကိုရအောင်ယူသွားနိုင်မှုတော့အကောင်းဆုံးခြေစမ်းပြပြီးတော့ Chelsea အသင်းကိုအနိုင်ရအောင်ကစားသွားမယ်လို့ပဲကျွန်တော်တို့ယုံကြည်ထားပါတယ်ဒါတော့ကျွန်တော်ရဲ့ Chelsea အသင်းနဲ့ Liverpool အသင်းတို့ရဲ့ Premier League ပွဲကြုံသုံးသပ်ချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်